မြန်မာနိုင်ငံလိုပြောလိုက်ရင်လေကဘာကျော်တဲ့မိုးကိုပတ်သမားတွေဖာကန်ကြောက်စိမ့်တွေကိုချက်ချင်းပြင်းမြင်ကြတာတဘာဝကြပါလေဒါပေမဲ့အဲ့ဒီနာမည်ကြီးကြောက်မြက်တွေရဲ့မြေလွာအောက်မှာတခြားဖို့တန်တက်တူတွေရဲ့ဇလန်းကြီးတစ်ခုလုံးရှိနေတယ်ဆိုတာကတော်တော်ကိုစိတ်ဝင်စားစရာကောင်းတယ်တကယ်တော့လေပညာရှင်တွေအဆိုအရမြန်မာနိုင်ငံကကဘာပေါ်မှာတက်တူထွန်းနိုင်ခြင်းအလားအကောင်းဆုံးဒါမှမဟုတ်စနစ်တကျစူးစမ်းရှာဖွေမှုအ ਨੇ ဆုံး data တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်ဒီလောက်အလားကောင်းတဲ့မေတင်နီယာကဘာကြောင့်ဒီလိုတင်နေရတာလဲဟုတ်ကဲ့ဒါကလွန်ခဲ့တဲ့နှစ်တန်းဟားလွယ်လောက်အီယိုစင်ခေတ်မှာအိန္ဒိယတိုက်လွာကအာရှတိုက်ကိုပြင်းဝင်တိုက်ရကနေဖြစ်ပေါ်လာတာဒီတိုက်မှုကအရှိန်အလွန်ပြင်းထန်ပြီးကမ္ဘာမြေလွာကိုထူထဲလာစေတယ်ဟီမာဝန္ဒာလို့ကမ္ဘာအမြင့်ဆုံးတောင်တိုင်းကြီးတွေဖြစ်ပေါ်လာစေတယ်ပြီးတော့မီးစင်ကြောက်ဖြစ်ပေါ်မှုတွေမဂမက်တစ်စလို့ခေါ်တာပေါ့အများအပြားကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီတိုက်မှုလားမျက်နှာချင်းဆိုင်တဲ့တိုက်တာမဟုတ်ဘူးလို့စာတန်းတွေမှာဖော်ပြထားတယ်ဒုခေဘေးတိုက်ပုတ်ကြီးတိုက်လာတဲ့ပုံစံမျိုးတွေဒါကဘာကိုဆိုလိုတာလဲခင်ဗျကာနစီမျက်နှာချင်းဆိုင်တိုက်တာနဲ့ဘေးချင်းပွက်တိုက်သွားတာမတူသလိုပေါ့မျက်နှာချင်းဆိုင်တိုက်ရင်တွန်ခေါက်ပြီးတောင်ထဲနေဖြစ်လာတယ်ဘေးတိုက်ပွက်တိုက်တဲ့အခါမှာတော့ကဘာမီလွာမှာအဲ့ရအကြီးကြီးတွေဖြစ်လာတယ်အဲ့ဒီတဲ့အထင်ရှားဆုံးကတော့မြန်မာနိုင်ငံကိုထိုက်ဆုံးကနေအောက်ဆုံးထိဖြတ်သွားတဲ့နာမည်ကြီးစစ်ကိုင်းပြက်ရွေ့ကြော်ကြီးပါပဲကယ်လီဖိုးနီးယားကဆန်အန်ဒရက်စ်ပြက်ရွေ့လိုမျိုးပေါ့ဒီဘေးတိုက်ပွက်တိုက်တဲ့လှုပ်ရှားမှုကနောက်ပိုင်းမှာရွှေတက်တုတိုက်တွေဖြစ်ပေါ်ဖို့အရေးပါတဲ့အခန်းကဏ္ဍကနေပံ့ဝေလာပါတယ်ဒါဆိုရင်ကျွန်တော်တို့သိတဲ့ကြောက်စိန်ပတမြခဲမဖြူရွှေဒီရာအလုံးကတိကျစီဖြစ်လာတာမဟုတ်ဖဲဇလန်တပုတ်တဲရဲ့အခန်းဆက်တီလိုဖြစ်နေတာပေါ့အတိအကျပါပဲအဲ့ဒါကဒီစာတန်းရဲ့အဓိကရှာဖွေတွေ့ရှိချက်ပဲဒီနှစ်တန်းပေါင်းများစွာကြာရှည်ပြီးရှုပ်ထွေးတဲ့ဖြစ်စဉ်ကိုသူတို့ကထပ်ခူးတဲ့သောပြောင်းလဲနေသောတွင်းထွက်စနစ် Single Evolving Mineral System လို့နာမည်ပေးထားတယ်ဒီအမြင်ကမြန်မာဘူမိဗေဒကိုရှုပ်ထွေးတဲ့အပိုင်းအစတွေကနေဇာတ်ကြောင်းတစ်ခုတည်းအဖြစ်ပေါင်းစည်းပေးလိုက်တာပါမြန်မာနိုင်ငံရဲ့တွင်းထွက်တိုက်အများစုကိုဘယ်လိုစင်ကဖြစ်ပေါ်စေခဲ့တယ်လဲဆိုတာကိုနားလည်သွားစေပါမယ်ကောင်းပြီဒီလောက်ကြီးမားတဲ့ဘူမိဗေဒဖြစ်စဉ်ကြီးကနေတတူးတိုင်လေဘလို့ဖြစ်လာတယ်လဲဆိုတာကိုပူနားလေလွယ်အောင်မြန်မာနိုင်ငံကိုဘူမိဗေဒအရာထူးခြားတဲ့ data တွေအဖြစ်ခွဲခြားကြည့်ကြအောင်ကောင်းပြီကျွန်တော်တို့မှာမီးတောင်ရပ်ပွန်းတွေကြောက်ဆောင်ခါပတ်တွေအသွင်ပြောင်းဖြစ်စဉ်တွေအများကြီးပဲဒီဖြစ်စဉ်အလုံးကိုဆက်ပြီးဇလန်တပုတ်လိုဖြစ်အောင်စာတန်းထဲမှာစင်လေးစင်ပါတဲ့ပုံစံတစ်ခုနဲ့ရှင်းပြထားတယ်လို့ဆိုပါတယ်ဒါကအရာအလုံးကိုခြုံငုံမိစေမယ့်အပိုင်းဖြစ်မယ်ထင်တယ်မှန်ပါတယ်အစင်တက်ကကုန်းမြေစုထွေချင်း assembly လို့ခေါ်ပြီးလွန်ခဲ့တဲ့နှစ်တန်း150အတွင်းဖြစ်ခဲ့ပါတယ်။ဒါက Neotitis သမုဒ္ဒရာကကုန်းမြေအောက်ကိုနစ်ကွယ်နေတဲ့ Aniston ပုံစံဖြစ်စဉ်မှာအဲ့ဒီအချိန်မှာအနောက်ဘက်ကမ်းရိုးတန်းထစ်တဲ့ဝန်းတို့ပူပါရဝန်း WPA မှာတော့မီးတောင်တွေတန်းစီဖြစ်ပေါ်ပြီးကျင်းကြီးရွှေဖိုဖရီတွေဖြစ်ပေါ်ဖို့အစပြုခဲ့တယ်။တစ်ချိန်တည်းမှာပဲကုန်းတွင်းမိုင်းထစ်တဲ့မိုးကုန်းဟာဘတ်မှာတော့ကုန်းမြေလွာတွေရေးပြောပြီးခဲမဖြူအဖိုင်နဲ့အသက်စတတုတိုက်တီဖြစ်ပေါ်လာပါတယ်။ဒါကနည်းနည်းတော့ရှုပ်သွားပြီ။ဆိုတော့အချိန်ကာလတစ်ခုတည်းမှာနေရာမတူတဲ့အတွက်မတူတဲ့တတုအမျိုးဖြစ်နေတာပေါ့။တနေရာမှာကျင်းနီတနေရာမှာခဲမဖြူဒါပေမဲ့ထိစေတဲ့အကြောင်းရင်းကတော့အတူတူပဲ။ဒီလိုနားလည်ရင်မှန်ပါသလား။လုံးဝမှန်ပါတယ်။ဖြစ်စေတဲ့ engine ကတော့သမုဒ္ဒရာလွာနစ်ကွေနေတဲ့ဖြစ်စဉ်ကြီးတစ်ခုတည်းပါပဲ။ဒါပေမဲ့နေရာနဲ့ကြောက်တာမျိုးအစားမတူတဲ့အတွက်ထွက်လာတဲ့တတုအမျိုးအစားတွေကွဲပြားသွားတာပါရှင်းပြီပြီးတော့အစစ်နှစ်မှာတော့အဓိကတိုက်မှုကြီးဖြစ်လာတာပေါ့ဟုတ်ပါတယ်အစစ်နှစ်တန်း25ကနေ30အတွင်းမှာအိန္ဒိယကအာရှကိုဝင်တိုက်ပါတယ်သမုဒ္ဒရာလုံးဝပိတ်သွားတယ်အဲ့ဒီခါမှာသမုဒ္ဒရာချမ်းပြင်ပိုင်းစားတွေ ophiolytes တွေကကုန်းမြေပေါ်ကိုတွင်းတင်ခံရတယ်အဲ့ဒီသမုဒ္ဒရာချမ်းပြင်အပိုင်းစားနေဆိုတာကနီကယ်နဲ့ကျောက်စိမ်းရဲ့အရင်အမိဖြစ်တဲ့ကျောက်မျိုးစားတွေကိုတင်ဆောင်လာတာပါကျောက်စိမ်းကသမုဒ္ဒရာလောနစ်ဝင်စင်မှာဖီအားအလွန်မြင့်ပြီးအပူချိန်နှိမ့်တဲ့ထူးခြားတဲ့အခြေအနေအောက်မှာဖြစ်ပေါ်လာတာပါဒါပြင်မီးလွားတွေထူတယ်လာတဲ့အတွက်ခုနကပြောခဲ့တဲ့မိုးကုတ်ပတ်များကိုဖြစ်ပေါ်စေတဲ့အတွင်းပြောင်းဖြစ်စဉ်ရဲ့အထွတ်အထိပ်ကာလလည်းဖြစ်လာတယ်ပြီးတော့ရွှေစက်တူတိုက်တွေ orogenic goal လို့ခေါ်တာပေါ့အဲ့ဒါတွေလည်းဒီအချိန်မှာဖြစ်လာတယ်ပေါ့တိုက်မှုတစ်ခုတည်းကနေယရနာမျိုးစုံထွက်လာတာပဲဟုတ်ကဲ့အဆင့်3ကတော့တိုက်မှုနောင်ပိုင်းနှစ်တန်း30ကနေ20ကြားပေါ့ဒီအချိန်မှာပူနွေးဖြစ်စဉ်တွေလားပူနွေးတက်ကြွနေစေပါစနစ်ကြီးကအေးမသွားသေးဘူးနောင်ပိုင်းမီးတင်ကြောက်ဖြစ်ပေါ်မှုတွေဆက်ဖြစ်နေလဲဥ
ဥပမာမုံရွာဂျင်းနီစီမံကိန်းလို epithermal တပ်တူတိုက်တွေနဲ့မိုးကုတ်နံကရွှေတပ်တူတိုက်လို scoring အမျိုးအစားတပ်တူတိုက်တွေဖြစ်ပေါ်ခဲ့တဲ့ကာလဖြစ်နိုင်ပါတယ် scoring ဆိုတာကပူလောင်နေတဲ့တပ်တူရည်တွေကထုံးကြောက်လို့ကြောက်သားအေးတွေနဲ့ထိတွေ့ပြီးချက်ပြုတ်လိုက်တဲ့အခါဖြစ်ပေါ်လာတဲ့တပ်တူတိုက်အမျိုးအစားပါ နောက်ဆုံးအဆင့်ကတော့ဒီနေ့ခေတ်အထိတရားမှုရှိနေတဲ့ဖြစ်စဉ်ပေါ့အဆင့်လေးဘေးတဲ့ပို့တိုင်မှုနှစ်တန်း15ငါနဲ့ဒီနေ့အထိတိုက်မှုကမျက်နှာချင်းဆိုင်ကနေဘေးတဲ့ပို့တိုင်တဲ့ပုံစံကိုပြောင်းသွားတဲ့အချိန်ဒီအချိန်မှာစစ်ကင်ပြည့်ရွေကအဓိကဇက်ကောင်ဖြစ်လာတယ် ဒီအချက်ကအလုံးအရေးကြီးပါတယ်ဒီလိုကြီးမားတဲ့ပြည့်ရွေကြောကြီးတွေကမြေအောင်နှဆိုင်တဲ့နေရာကရွှေပါတဲ့အရေးပူတဲ့အပေါက်ကိုတက်လာဖို့လမ်းကြောင်းတွေအဝေးပြေးလက်မကြီးတွေဖန်တီးပေးလိုက်တယ်လို့ပါပဲကြောက်ပထိုးကရွှေတက်တူတိုက်လို့ epithermal ရွှေပိုက်တွေဖြစ်ပေါ်ဖို့အကောင်းဆုံးအခြေအနေကိုဖန်တီးပေးပါတယ်ပြည့်ရွေလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်တဲ့မြေငိုင်းငင်ရင်တွေကရွှေပါတဲ့အရေးတွေကိုကြောက်သားတွေထဲကိုညှစ်သွင်းပေးလို့ပါပဲ ဒီတော့ဒီဇလန်ကြီးအခုလုံးကိုပြန်ကြည့်ရင်အစပိုင်းမှာဂျီနီနဲ့ဖြင်းပြူတိုက်တဲ့မှုအချိန်အမြင့်ဆုံးအချိန်ပါကြောက်စိမ့်နဲ့ပထမညာနောက်ဆုံးမှာတော့ပြည့်ရွေတွေနဲ့အတူရွှေတကယ်ကိုပဲအဆင့်ကဲပြောင်းလဲနေတဲ့ twin twist system ဆိုတာထင်ရှားပါတယ်ဒါပေမဲ့ဒီလောက်ကျွယ်ဝချမ်းသာပေမဲ့မြန်မာနိုင်ငံကိုဖွံ့ဖြိုးမှုအားနည်းပြီးစူးစမ်းရှာဖွေမှုနည်းပါးတဲ့နိုင်ငံလို့စာတမ်းမှာဖော်ပြထားတယ်ဒီနောက်ဝက်ကဇလန်ကဘာဖြစ်မလဲ စာဟနာသမိုင်းဆိုင်ရာအချက်တွေကိုကြည့်ရင်အကြောင်းရင်းကိုတွေ့နိုင်ပါတယ်20ရာစုအစောပိုင်း British လက်ထက်မှာပေါ်တွင်းမှာခဲတွက်ငွေမော်ချီမှာအဖျိုက်နဲ့တူးဖော်ရလိုမျိုးတတူတူးဖော်ရေးကိုကြီးမားတဲ့စမှုလုပ်ငန်းဖြစ်လုပ်ကိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကပေါ်တွင်းဟာကမ္ဘာအကြီးဆုံးခဲနဲ့ငွေတွင်းတွေမှာတစ်ခုအပါဝင်ထည့်ခဲ့တယ်ဒါပေမဲ့1962ခုနှစ်နောက်ပိုင်းမြန်မာဆိုရှယ်လစ်လမ်းစဉ်ကြောင့်နိုင်ငံပိုင်သိမ်းချင်းနဲ့စီးပွားရေးအရာအထီးကျန်ဖြစ်ခဲ့ရပါတယ် အဲ့ဒီအကျိုးဆက်ကတတ်တူတူဖော်ရွေးလုပ်ငန်းပေါ်တော်တော်လေးတက်ရောက်ခဲ့မှာပဲဆက်စုနေပေါင်များစွာကြာရဲ့ဒီဖြစ်စဉ်ကဘလို့အပြောင်းလဲတွေဖြစ်စေခဲ့လဲ အလွန်တက်ရောက်ခဲ့ပါမယ်ခင်မီဒန်နီးပညာတွေယင်းနီးမြုပ်နှံမှုတွေနဲ့ဘူမိဗေဒဆိုင်ရာစူးစမ်းရှာဖွေမှုတွေလုံးဝနီးပါးရပ်တန့်သွားခဲ့တယ်ဒါကြောင့်တတူတူဖော်ရေးလုပ်ငန်းဟာအကြီးစားဆက်မှုလုပ်ငန်းအဆင့်ကနေယနေ့တိုင်တွဲမီနေရဆက်ဖြစ်တဲ့တနိုင်တစ်ပိုင်းလုပ်ငန်းအဖြစ်သို့ဆုတ်ယုတ်သွားခဲ့ပါတယ်နောက်တစ်ချက်ကခင်မီပြီးထုတ်ဝေထားတဲ့ဘူမိဗေဒမြေပုံတွေနဲ့ကြောက်သားတက်တန်တိုင်းတာမှုတွေနဲ့ပါတာကြောင့်ဘူမိဗေဒပညာရှင်တွေအတွက်မြန်မာနိုင်ငံဟာနားလည်ရခက်တဲ့ blood box ကြီးတစ်ခုလိုဖြစ်နေခဲ့တာဆယ်စုနှစ်နဲ့ကြီးကြခဲ့ပါတယ် ဒါဆိုရင်အခုလေ့လာတဲ့စာတန်ဒီကနှစ်ပေါင်း50လောက်ပိတ်ထားခဲ့တဲ့အဲ့ဒီ black box ကြီးကိုမီးထိုးကြည့်လိုက်တယ်လို့ပဲပေါ့ အဲ့ဒီလိုပြောလို့ရပါတယ်ဒီစာတန်းတွေကအဲ့ဒီလိုခွက်လက်ဖြစ်နေတဲ့ဗဟုသုတတွေကိုဖြည့်ဆည်းတဲ့အရေးပါတဲ့အားထုတ်မှုတွေရဲ့တစိတ်တစ်ပိုင်းပါပဲ ကဲဒီတော့အနစ်ချုပ်ကြည့်ကြရအောင်ဒီနေ့တော့နေတန်းတီတော့ကြော်ကြမင်းခဲ့တိုက်ကြီးတွေတိုက်မှုဆိုတဲ့အေယာမဇလန်ကြီးတစ်ခုကနေမြန်မာနိုင်ငံမှာတွင်းထွက်တိုက်တီအဆင့်ဆင့်ဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာကိုလေ့လာခဲ့ကြပါတယ်ဒါဂျပန်ဖြစ်တာမဟုတ်ပဲအန်ဒီစပုံစံကန်ယိုတန်ကကျင်းနေရွှေကုန်းတွင်းပိုင်းကချင်းမဖြူအဖျိုက်နဲ့တိုက်မှုကြီးကနေပတ်သမားနဲ့ကြောက်စိမ့်နောက်ဆုံးဘေးတိုက်ပို့တိုက်မှုကနေပြည့်ရွေ့နဲ့ဆက်ဆက်တဲ့ရွှေတတူတိုက်တီအထိကြိုတင်ခတ်မှန်းနိုင်တဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့ဆိုတာကိုတွေ့ရပါတယ် ဟုတ်ကဲ့ဒီအပေါ်မှာအထွေးပွားစရာနောက်ဆုံးအချက်တစ်ခုတင်ပြချင်ပါတယ်ဒီစာတန်းကမြင့်မြတ်နာပြင်ပေါ်မှာတွေ့နိုင်တဲ့တပ်တူတိုက်တီကိုအခြေခံပြီးဒီဇလန်ကိုပြန်လည်ဆက်ဆက်ထားတာပါစိတ်ဝင်စားစရာကောင်းတဲ့အချက်ကမြန်မာနိုင်ငံရဲ့ဘူမိဗစ်ဖြစ်စဉ်တွေဟာမကြာသေးခင်ကမှဖြစ်ပေါ်ခဲ့တာတွေများတဲ့အတွက်မြင့်မြတ်နာပြင်နဲ့နီးတဲ့တပ်တူတိုက်တီဟာတိုက်စားပစ္စည်းမသွားပဲကောက်ကောက်မွန်မွန်ကြံနေနိုင်ခြင်းမြင့်တယ်လို့လေးဆိုပါတယ်ဒါကမေခွန်းတစ်ခုကိုမေးစရာဖြစ်လာပါတယ်ဒီလောက်တွင်းထွက်တယံဇာတာကျွယ်ဝပြီးနှစ်ပေါင်းများစွာတည်တံ့ခဲ့တဲ့တွင်းထွက်စစ်နစ်ကြီးထဲမှာကျွန်တော်တို့မြင်နေရတာကရေခဲတောင်ရဲ့ထိတ်ဆိုးနေပဲလားမြင့်မြတ်နာအောက်မှာဖုံးကွယ်နေသေးတဲ့ထားကဖောက်အစီမီတပ်တူတိုက်တွေဘလောက်များများရှိနေနိုင်မလဲဒီဘူမိပြရတနာဒေတာကြီးအကြောင်းကိုနောက်နှစ်90တွင်းစူးစမ်းရှာဖွေမှုတွေကဘာတွေကိုဖော်ထုတ်ပြသလာနိုင်မလဲဆိုတာကတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲ